ဘယ်မင်္ဂလာပါကျွန်တော်တို့ဟာကမြို့နယ်အုပ်ချုပ်မှုဦးမျိုးပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဟာကမြို့နယ်မှာရှိတဲ့ကျွန်တော်တို့ဒါမီဒီယာတွေနဲ့တွေ့ဆုံပြီးတော့ဒါရှင်းပြရှင်းတဲ့အကြောင်းအောင်တော့ကျွန်တော်တို့ကမကြခင်ပါဘောနော်ရက်ွက်သမုတ်ကြီးပါအုပ်စုအုပ်ချုပ်ရေးမှုတွေကိုအသက်ပြန်လဲရွေးချယ်ဖို့ရှိတယ်အဲ့တော့အသက်ပြန်လဲရွေးချယ်ဖို့ရှိတဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လည်းပဲစောက်ရမယ်ပေါ့နော်လုပ်ငန်းစဉ်တွေကိုကျွန်တော်တို့ရုပ်ချော်နေပြီးတော့ညွှန်ကြားတာတွေရှိတယ်အဲ့ပေါ်မှာကျွန်တော်တို့ကြိုတင်ပြင်ဆင်ထားတဲ့အပိုင်းလေးတွေရဲ့ပြီးရင်ကျွန်တော်တို့စာပေထားရှိမှုအခြေအနေတွေကိုကျွန်တော်တို့အနေနဲ့ဒီနေ့မီဒီယာတွေကိုအသိပေးချပြမယ်ဖို့ဖြစ်ပါတယ်အဲ့တော့ရက်ွက်သမုတ်ကြီးပါအုပ်ချုပ်ဥပဒေပုံမှန်6မှာပေါ့နော်ရက်ွက်သမုတ်ကြီးပါအုပ်စုရဲ့အုပ်ချုပ်မှုရဲ့ရာထူးတက်တာတာမန်အဖြစ်နိုင်ငံတော်သမ္မတရဲ့တက်တာနဲ့အညီပဲဖြစ်တယ်ဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့အခုဒီအုပ်ချုပ်မှုရဲ့တက်တာကလာမယ်2021ခုနှစ်မတ်လ31ရက်နေ့မှာတက်တန်းကုန်ဆုံးမှာဖြစ်ပါတယ်အဲကြောင့်မို့သူတို့ဟိုမကြခင်မှာကျွန်တော်တို့ကကျွန်တော်ပြန်လဲရွေးချယ်အောင်ရှိပါတယ်တို့တူပဲကျွန်တော်တို့ဒီရက်ွက်သမုတ်ကြေးပါအုပ်စုအုပ်ချုပ်ရေးနည်းဥပဒေကိုဒုတိယကြိမ်ပြင်ဆင်တဲ့နည်းဥပဒေကိုလာမယ်ပြီးခဲ့တဲ့ဒီဇင်ဘာလ22ရက်နေ့မှာထုတ်ပြန်ကြေညာထားပြီးွားကြီးလဲဖြစ်ပါတယ်ဟောအဲ့ဒါတွေလည်းကျွန်တော်တို့ဟာခါဂျီဒီနာ Facebook အကောင့်မှာလည်းကျွန်တော်တို့တင်ပေးထားတာရှိတယ်တို့တူပဲအဲ့ဒီနေပြီးတော့အချို့ကိစ္စလေးတွေပေါ့နော်စေဝေးသားနဲ့ကိစ္စလေးကျွန်တော်ဆွဲထုတ်ပြီးတော့လည်းပဲဟာခါဂျီဒီ Facebook အကောင့်မှာတင်ပေးနေတယ်ပေါ့နော်အဲ့ဒါခါတလေအလုံးများတော့မတင်နေတဲ့ရေးလေးလည်းရှိတယ်ဖြည်းဖြည်းတော့ကျွန်တော်တင်ပေးအောင်ရှိပါတယ်ဒါတစ်ပိုင်းပေါ့အဲ့တော့ဒီနေရာတော့ကျွန်တော်တို့ဒီအုပ်ချုပ်မှုတွေရွေးချယ်ဖို့နဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့အုပ်ချုပ်မှုတွေနဲ့ကျွန်တော်တို့မြို့နယ်စေတနာဆိုင်ရာတွေကိုတောင်းအောင်ပေးထားတာရှိပါတယ်အဲ့ဒါတော့ကျွန်တော်တို့ပြည်အခါမှာရက်ွက်ကြီးပါ39အုပ်စုရှိပါတယ်အဲ့39အုပ်စုကိုမြို့နယ်စေတနာဆိုင်ရာတွေကျွန်တော်ထွေဦးကဝန်ထမ်းတွေနဲ့ပေါ့လေအားလုံးဖွဲ့လေးရနေပြီးတော့တောင်းအောင်ပေးပြီးတော့ဒီစစ်စေးပေါ့နော်အဲ့ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ဒီရက်ွက်ကြီးပါအုပ်စုတွေကိုဆင်းပြီးတော့အသိပညာပေးလုပ်ငန်းတွေလုပ်ဖို့ပြည်ကြီးကြရဲ့အဖွဲ့တွေရွေးဖို့ဆိုပြီးတော့တောင်းပေးနေတာရှိပါတယ်အဲ့ဒီအဖွဲ့တွေကနေပြီးတော့ကျွန်တော်ဒီနေ့မှာသူတို့သင်တန်းပို့ချမှာဖြစ်ပါတယ်သင်တန်းပို့ချပြီးတဲ့ချိန်တော့သူတို့အဲ့ဒီအဖွဲ့တွေကမနေ့ကလာဝါစားပြီးရင်ရက်ွက်ကြီးရော်တွေထဲမှာသူတို့ကနေပြီးတော့အသိပညာပေးပေါ့နော်အသိပညာပေးလုပ်ငန်းတွေကိုလုပ်ရဖို့ရှိပါတယ်ဒါတော့ကျွန်တော်တို့လက်ရှိလက်ကိုဗစ်ကလာဖြစ်တဲ့ကြောင့်မို့ကိုဗစ်စည်းကမ်းနဲ့လည်းညီအောင်ပေါ့လေကျွန်တော်တို့စည်းကမ်းနဲ့အညီပေါ့အဲ့ဒါလုပ်ရဖို့လည်းရှိပါတယ်ဒါကတော့အသိပညာပေးလုပ်ငန်းပေါ့အသိပညာပေးလုပ်ငန်းပြီးရင်တော့အခုလာမယ်ဒီတနင်္ဂနွေပေါ့တနင်္ဂနွေဆိုတော့23 24 25 26အဲ့ဒီဝန်းကျင်မှာကျွန်တော်တို့ကြီးကြပ်ရေးအဖွဲ့တွေကိုစတင်ပြီးရွေးချယ်ဖို့ရှိပါတယ်အဲ့တော့ကြီးကြပ်ရေးအဖွဲ့ရွေးချယ်တဲ့နေရာမှာထူးခြားတဲ့တစ်ခုကတော့ဒီကြီးကြပ်ရေးရွေးတဲ့အချိန်ကနေစပြီးတော့ကျွန်တော်တို့ဒီအုပ်ချုပ်မှုရွေးတဲ့အချိန်အထိပေါ့လေအဲ့ဒီအိတ်ထောင်စုတစုမှာတယောက်ပဲပုံမှန်ပေါ့နော်လာပြီးတော့မဲပေးရဖို့ဖြစ်ပါတယ်အဲ့တရားကအပြောင်းလဲလို့မရဘူးကစီးပေးကြတဲ့ကကျွန်တော်တို့ကအခုစီးကောင်းမှာပေါ့နော်မနေ့ပြန်စားပြီးကျွန်တော်အုပ်ချုပ်မှုတွေဟောတွေကစီးကောင်းမယ်အဲ့မဲပေးတဲ့ချိန်မှာကျွန်တော်တို့ဘယ်သူပေးမလဲပေါ့အသက်ဆက်ရှင်နေပြီးတယ်မိသားစုဝင်တူဆိုရတယ်ဘယ်သူမဆိုသူပြီးအဲ့စီးပေးတဲ့လူကပဲအစားအဆုံးကိုမဲပေးရမှာဖြစ်ပါတယ်အဲ့ကြောင့်မို့အဲ့ဒီကလည်းပဲအုပ်ချုပ်မှုအရွေးခံခြင်းနဲ့သူကလည်းပဲအဲ့ဒီမဲပေးတဲ့နေရာမှာသူကိုယ်တိုင်ပါနိုင်ဖို့လိုပါဖြစ်ပါတယ်ဒါကသူကအိတ်ထောင်စု60လေဖြစ်ရမယ်ပြီးအဲ့အိတ်ထောင်စုကတော့60မိသား6ရှိရမယ်ပေါ့လာဝကပုံစံ60မိသား6ရှိရမယ်ကိုရက်ကွက်မှနေတဲ့သူဖြစ်ရမယ်ပေါ့အဲ့လိုမျိုးလူတွေကပဲကျွန်တော်တို့မဲပေးဖို့ရမှာမဲပေးခွင့်ရမှာဖြစ်ပါတယ်အဲကြောင့်မို့ကျွန်တော်တို့ဒီမဲပေးအခြေအနေပြီးတော့ပြီးတဲ့အချိန်ထိပေါ့လေအစားအဆုံးကိုဒီဥစ္စာ60မိသား6ရှိတဲ့သူတွေထဲကနေပြီးတော့မိသားစုဝင်ထဲကနေပြီးတော့အသက်16နှစ်ပြီးတဲ့အိမ်ထောင်စုဝင်မြည်သူမဆိုမဲပေးခွင့်ရှိတယ်အဲ့လူတွေစီးရင်ပြီးအဲ့လူတွေကပဲအစားဆုံးမဲပေးရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့နည်းနည်းပြောင်းလဲသွားတဲ့အပိုင်းလေးတစ်ပိုင်းပေါ့နော်အဲ့ဒါပြီးရင်တော့ကျွန်တော်တို့ကအဲ့မကြည့်ကြလေးရွေးပြီးတယ်ကြည့်ကြရဲ့အဖွဲ့တွေကိုကျွန်တော်တို့ကတခါတော့သင်တန်းလေးပို့ချမှာပေါ့နော်စူပြီးတော့တခါတည်းရွေးချယ်ဖို့ရွေးချယ်နည်းစနစ်တွေကိုခုနကျွန်တော်ဒီနေ့ခေါ်တာတဲ့မြို့နယ်စေတနာဆိုင်ရာတွေကနေပြီးတော့ကြည့်ကြရဲ့အဖွဲ့တွေကိုသင်တန်းပို့ချမှာဖြစ်ပါတယ်သင်တန်းပို့ချပြီးသွားတာနဲ့ကြည့်ကြရဲ့အဖွဲ့တွေကိုကျွန်တော်တို့ကပြီးတာနဲ့ကျွန်တော်တို့ဒီရွေးချယ်ရေးလုပ်ငန်းတွေစစ်တိုင်းပေါ့နော်သူတို့ကိုစာလုံးဝမှာပါတယ်အဲ့လုပ်ဖို့တွေ့ဖို့လည်းကျွန်တော်တို့ကနေပြီးတော့ဒီမှာဟိုဥပဒေတွေပေါ့နော်ဒါပေမဲ့ဥပဒေတွေကိုကျွန်တော်မဆုတွေထုတ်ထားပေးတယ်သူတို့အဲ့ဒါပေးလိုက်မယ်ပုံစံတွေရှိတယ်လုပ်မှာတွေပေါ့နော်အဲ့ဒါအားလုံးကိုကျွန်တော်တို့ကဒီကြီးကြရဲ့ဘွဲတွေကိုပေးလိုက်မှာဖြစ်ပါတယ်ကြီးကြရဲ့ဘွဲတွေကနေပြီးတော့ကျွန်တော်တို့ရက်ွက်ထဲမှာရွေးချယ်ရေးလုပ်ငန်းကိုဆောင်ရွက်ပြပါတယ်အဲ့လိုနေမှာကျွန်တော်လက်ရှိတောင်းဝန်ထပ်ဆောင်တဲ့အုပ်ချုပ်မှုတို့ကျွန်တော်စီးရေးဝန်ထမ်းတွေကတော့လိုအပ်တဲ့ကုညီမှုတွေပေါ့နော်ဝိုင်းဝန်းပြီးတော့သူတို့ဆောင်ရွက်ပေးပါလိမ့်မယ်အဲ့ဒါတော့ကျွန်တော်တို့ရွေးချယ်ရေးပိုင်းအဲ့တော့နောက်ဆုံးကတော့ကျွန်တော်တို့ဒီမတ်လာပေါ့နော်တတိယပေါက်ကိုနောက်ဆုံးထားပြီးအပီးရွေးချယ်ပြီးတော့ရွေးချယ်တဲ့ရလာတွေကိုကျွန်တော်စီးကိုပေါ့နော်
마슬라 다리아바오 비팅비아마 피바 어라 비팅비아 비르지마 저노가 스토라바마 에리 트루팅비아라데 하리고 저노가 뽕마 가마 바레 이 진이네 깐지 무시 무시고 저노가 세세바 세세 비르지마 알로 비서 만간네 소로시노 저노가 디 아와 저노로 마슬라 다리아바 스토라바마 저노로 카다원 베어보 시데 비에노 이빌라 테예니야 사비로 오지모 데리고노 사데 타원 타사와보 시바레 다로 저노로 하가마 저노 오지모 유체보အတွက်ကို ကြီးရွေးချယ်ပြီးတော့ကြီးရွေးဘွယ်ကနေအုပ်ချုပ်မှုရွေးချယ်မဲ့ဟာတွေကိုကျွန်တော်အနေနဲ့ဒါကျွန်တော်တို့အချင်းချုပ်လေးပေါ့နော်ရှင်းလင်းပြကြပါတယ်အဓိကသတိထားမဲ့အပိုင်းကတော့ဒီမဲပေးမဲ့သူတွေဒီအစားကလေးကနေအစုပ်ဒီတယောက်တည်းပဲပေးရမယ်ဥပမာပထမတော့ယောက်ျားပေးထားတယ်ပေါ့နော်ယောက်ျားစီးရင်ပေးထားတယ်နောက်ကျမှယောက်ျားမအားလို့အလုပ်သွားလို့စသဖြင့်မလာနိုင်လို့အမျိုးသမီးလာမယ်လို့သူသားသမီးတွေလာမယ်ဆိုရင်တော့မရပါဘူးအဲလေးတခုတော့နည်းနည်းလေးဘောနော်သတိထားမဲ့အပိုင်းဖြစ်တယ်နောက်တစ်ခါတော့ဒီမဲပေးပံခွေရှိတဲ့လူကပုံစံ60မင်းသား6ရှိရမယ်60မင်းသား6မရှိတဲ့လူကလည်းပဲမဲပေးခွေမရှိပါဘူးအဲ့တော့60မင်းသား6ကလည်းဥမာဈေးတရက်ခွဲမှာမဲပေးမယ်ဆိုလို့ရှိရင်အဲ့ဒီဈေးတရက်ခွဲက60မင်းသား6ဖြည့်ဖို့လိုတယ်အဲ့ဒါကြောင့်စုခေါ်က60မင်းသား6ကရှိတယ်သူပြည်ဈေးတက်မှလာနေတယ်ဆိုလို့ရှိရင်တော့ဈေးတက်မှပေးခွေမရှိပါဘူးအဲ့သူစုခေါ်မှပေးရမယ်ပေါ့သူပြည်စုခေါ်မှလည်းသူအိမ်မရှိတော့ဘူးနေစရာအိမ်လည်းမရှိဘူးဟာကပြောင်းလာပြီးသွားပြီဟာကရောက်ပြီးတော့မှသူကဟာကမှစုခေါ်ကနေပြီးတော့ဟာကအိမ်တော်သူမပြောင်းသေးတဲ့ကြောင့်မို့သူတွေကတော့ဒီခွေးကြီးပေါ့နော်ဆိုရှယ်မီဒီယာပေါ့နော်အဲ့ဒါလေးကတော့နည်းနည်းအရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်အဲ့ဒီအကြောင်းအရာလေးကိုတော့ဒေတာကန်ပြည်သူတွေကြည့်ကြပြီးတော့သိဖို့အတွက်မီဒီယာတွေလည်းကူညီပေးပါကျွန်တော်တို့အနေနဲ့လည်းပဲဒါတွေကိုအများသိအောင်ပေါ့နော်ဆောင်ရွက်ပေးနေပါတယ်အဲ့တော့ဟာက GD Facebook အကောင့်မှာလည်းဒါလေးတွေကိုကျွန်တော်တို့ကတင်ထားပေးပါတယ်နော်ကျွန်တော်ပြောချင်တာတော့ဒါပါပဲအဲ့တော့မေးချင်တာတွေရှိလို့ရှိရင်မေးပေးဖို့နော်ဖိတ်ခေါ်ပါတယ်ဒီအခါမှာတော့ဒီလိုလေအဲ့တော့ဆိုရင်ပတ်သက်လိုက်ရင်ဒီလောဘကဥပဒေမှာပါပြီးသားတို့ရောက်ကိုသမုတ်ကြည့်ပါဦးဆိုအုပ်ချုပ်ဥပဒေမှာလည်းပါတယ်သူဒီပြောင်းလာပြီးရင်နော်ပြောင်းလာပြီးဆိုတော့ねအဲ့တော့ဆိုတခါတည်းပြောင်းအောင်နော်ဥပမာကကျွန်တော်ဆိုရင်မော်လမြိုင်ပြောင်းလာတယ်ပေါ့နော်ဥမော်လမြိုင်ပြောင်းကြတဲ့မော်လမြိုင်မှာကျွန်တော်မလာခဲ့တဲ့မော်လမြိုင်အဲ့တော့ဆိုထွက်လိုက်တယ်တခါတည်းယူခဲ့တယ်ဟာကရောက်ရင်ဟာကမှာကျွန်တော်ထည့်တယ်အခုကျွန်တော်အဲ့တော့ဆိုဟာကမှာရှိတယ်ပေါ့တို့တူပဲအဲ့လိုပဲကျွန်တော်မြည်သူမဆိုပါနော်အဲ့တော့ပြောင်းမယ်ဆိုလို့ရှိရင်လောက်ကိုလောက်မှဖြစ်ပါတယ်အဲ့တော့မလောက်ကြတဲ့အခါကျတော့နည်းနည်းခက်ခဲရှိတယ်သူပြည်ဒီအခုတလောလေးကကျွန်တော်တို့ဒီရွက်ကောက်ပွဲတော့ကျွန်တော်တို့ဆောင်ရတာရှိပါတယ်အဲ့ဒါတော်တော်များများတော့လုပ်ပေးခဲ့တာတွေလည်းရှိပါတယ်အဲ့တော့ရတဲ့လောက်လဲရတာပြီးပေါ့နော်ကျွန်တော်တို့တွေလည်းကြံနိုင်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော်ဒါကတော့ဥပဒေမှာပါတဲ့အကြောင်းအဆိုတော့ကျွန်တော်အနေနဲ့အတူတူပြောသေးရတော့မရှိဘူးအဲ့တော့ဝန်ထမ်းတွေလည်းဒီတိုင်းပါပဲသူဒီပုံစံ60ရာမင်းသားကြောင့်ရှိတယ်ဆိုလို့ရှိရင်သူမဲ့ပေးခွင့်ရှိတယ်60ရာမင်းသားကြောင့်မရှိဘူးဆိုရင်တော့မဲ့ပေးခွင့်မရှိဘူးပေါ့နော်အဲ့ဒါဟုတ်တယ်အဲ့ဒါတော့ဒီဥပဒေရဲ့ပြဋ္ဌာန်းချက်ပေါ့နော်အဲ့ဒါတော့အခုအဲ့ဒါလည်းမနေ့ဖြတ်မှာသူတို့စားမှာအခုကျွန်တော်ဒီသင်တန်းပေးပါလေသင်တန်းပေးလိုက်ပြီးတော့မှသူတို့ကမနေ့ဖြတ်ကြာရင်အဲ့ဒါတွေသူတို့ရောက်ွက်မှာကောင်းပါမယ်မနေ့ဖြတ်သူတို့လေကိုရောက်ွက်ကြည့်အောင်လိုက်ပေါ့နော်မနေ့ဖြတ်စားပြီးတော့သူတို့စားကောင်းမှာပေါ့တပတ်အခြေရမှာပေါ့သူတို့အဲ့တော့အဓိကကျွန်တော်တို့ဒီရောက်ွက်သမုတ်ကြည့်ပါအုပ်ချုပ်ရေးမူတယောက်ကပေါ့နော်သူကအရွေးခံမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှန်9မှာတမန်ထားတဲ့အရေးကြီးကိုချစ်ရှိပါတယ်เนาะကျွန်တော် Facebook မှာလည်းတင်ထားပေးတယ်ဒါလည်းနည်းနည်းလေးပြောပြပါเนาะဒါအဓိကတော့ဒီနိုင်ငံသားမိဘနှမမွေးဖွားသောနိုင်ငံသားဖြစ်ခြင်းနိုင်ငံသားဖြစ်ရမယ်အသက်25နှစ်ပြည့်သူဖြစ်ခြင်း25ပြည့်ရမှာเนาะဒီရက်ကိုချင်းမှုတောင်ပေါ်ထမ်းဆောင်ဖို့အချိန်မှာပေါ့เนาะဒီရက်ွက်ထဲမှာအနည်းဆုံးသူက9နှစ်တစ်ဆက်တိုက်နေရမယ်9နှစ်မပြည့်သေးရင်လည်းမရဘူးပေါ့နော်9နှစ်ဖြစ်ရမယ်အနည်းဆုံးနေရမယ်ပေါ့နော်ဒါပေမဲ့ဒေတာကအငြိမ်းစားဝန်ထမ်းပေါ့မဝန်ထမ်းပြည့်တဲ့တနည်းတောင်းအောင်ကြားတယ်ပေါ့နော်အခုပြင်ဆင်ပြီးပြန်လာတယ်ပေါ့ဆိုလို့ရင်တော့2နှစ်နေတယ်ဆိုလို့ရှိရင်တော့သူကအရွေးချက်ပတ်ခက်ခွင့်ရှိတယ်နောက်တစ်ခုရက်ကွက်ကကြီးညိုလေးစားပြီးတော့တေခသမารီရှိသူဖြစ်ရမယ်နော်ပြီးရပေးရတဲ့တောင်းကိုလည်းထားဆောင်တယ်ဆိုတာရှိသူဖြစ်ရမယ်အခုကျွန်တော်တို့လုံငတ်တောင်းကိုလည်းအများများတယ်လေကျွန်တော်တို့ထွေဟောလုံငတ်တောင်းကိုလည်းရှိတယ်အစိုးရဘွယ်ခိုင်းတာတွေလည်းရှိတယ်ကျန်တဲ့ဌာနတွေလုံငတ်တောင်းကိုလည်းရှိတယ်ပေါ့နော်အဲ့ဒီလုံငတ်တောင်းတွေကိုတဲ့ထားဆောင်နိုင်ရမယ်ပေါ့နော်အုပ်ချုပ်ဖြေပြီးမှအလုံးမလုံးချင်းလို့တော့မရဘူးပေါ့အဲ့လိုဖြစ်တယ်လို့ဖြစ်ရမှာပေါ့နော်ပြီးနိုင်ငံတော်နဲ့ရေရုပ်ဒေသကြီးအကျိုးကိုစေရနာထင်းသန်းစွာဖြင့်တောင်းဝန်ထမ်းဆောင်ရန်စန္ဒရှိသူဖြစ်ခြင်းအဲ့တော့ကိုရရွအကျိုးနိုင်ငံတော်အကျိုးနော်ဒါစေရနာထင်းသန်းစွာဖြင့်တောင်းဝန်ထမ်းဆောင်ဖို့စန္ဒရှိတယ်လို့ဖြစ်ရမယ်နော်အတူနဲ့မိသားစုဝင်များတည်လေအကျေးစက်တွေကကောင်းမော်ပြီးရိုးသားဖြောင်းမှန်းသူများဖြစ်ခြင်းသူကအုပ်ချုပ်မှုတော်တယ်မဟုတ်ဘူးအုပ်ချုပ်မှုအတူတူနေတယ်သူမိသားစုဝင်ပေါ့အဲ့တောင်ခွဲဝိုင်းရင်တော့ဆိုင်တော့ဘူးပေါ့နော်လက်ရှိတူတူနေတယ်မိသားစုဝင်တွေကလည်းပဲဒါကျွန်တော်တို့အကျေးစားတွေတော့ကောင်းရမယ်ရိုးသားဖြောင်းမှန်ရမယ်ဆိုတာသူမိသားစုဝင်တွေလည်းပါလာပါတယ်ပြီးတောင်ဝန်ထမ်းဆိုတဲ့နိုင်ငံဝန်ထမ်းမဟုတ်ချင်းလက်ရှိဝန်ထမ်းကအုပ်ချုပ်မှုရေးခံလို့မရပါဘူး
နောက်တစ်ခုကတော့လက်နက်ကအဖွဲ့အစည်းဝင်မဟုတ်ခြင်းမတရားသေးဖွယ်များ၌ပါဝင်သူစစ်သွဲသူမဟုတ်ခြင်းအဲ့တော့ကျွန်တော်တို့ကလက်နက်ကဖွဲ့စည်းတွေမလုပ်ရဘူးမတရားသေးနေမှာတတ်မှတ်ထားတဲ့လူတွေပေါ့နော်အဲ့လူတွေကတော့ကျွန်တော်တို့အုပ်ချုပ်မှုအရွေးခံပိုင်ခွင့်မရှိဘူးပေါ့နော်ဒါကတော့ကျွန်တော်တို့ပုံမှန်9မှာပြဋ္ဌာန်းထားတဲ့အချက်9ချက်ပါကျွန်တော်တို့အဲ့ဒီအချက်9ချက်ကိုစဲအိမ်မှုယာအိမ်မှုကြေးဝါတာဝန်ခံကျွန်တော်တို့ရကုတ်ချင်းမှုပေါ့အစစ်အရွေးကလေးကဒီအချက်9ချက်နဲ့ပဲဟိုစကားတိုင်းပြီးတော့ကျွန်တော်ဆရာမဖြစ်ပါတယ်အဲ့တော့ကျန်တဲ့ဟာတွေကတော့မဆိုင်ပါဘူးသူတို့ဒီနိုင်ငံရေးပါတီဝင်တယောက်ကအုပ်ချုပ်မှုဖြစ်လာပြီဆိုလို့ရှိရင်တော့သူကတော့ဒီပါတီနိုင်ငံရေးအနေပြီးတော့သူကအနားယူရမယ်ပေါ့နော်ဒီအုပ်ချုပ်မှုတာဝန်ထမ်းတဲ့ကာလမှာပါတီနိုင်ငံရေးအလုပ်ကိုမလုပ်ရဘူးဘာဖြစ်လို့သူကကျွန်တော်တို့အဲ့ပြည်သူဝန်ထမ်းဖြစ်သွားတော့အုပ်ချုပ်မှုခံရခြင်းသူဒီပြည်သူဝန်ထမ်းဖြစ်သွားတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဟိုသူ့ကိုဟိုတော့ခါလို့ဟိုပါတီနိုင်ငံရေးလုပ်လို့တော့မရဘူးနော်အဲ့ဒါတော့ကျွန်တော်တို့လည်းဥပဒေမှာလည်းပြန်နေလာရှိပါတယ်ဥပဒေထဲမှာကျွန်တော်နားလည်တာဒီစေအင်စုဒီရွေးပြီးဒီယာအင်စုပေါ့နော်ဒီယာအင်စုကနေအောက်ချုပ်မှုတကယ်ရွေးလို့မဆိုတော့မိထိဆရာမလို့တော့ဘယ်နဲ့အားလုံးကအဲ့ဒီစေအင်စုလားယာအင်စုဒီကတဘိုးတူတယ်လို့ထားတယ်ခန့်လို့ရတယ်မရပါဘူးမျိုးကျွန်တော်မဟုတ်ဘူးအဲ့ဆိုရင်ဟိုမှားပါတယ်တကယ်တမ်းကတော့စေအင်စုရောယာအင်စုရောအောက်ချုပ်မှုရောရွေးတဲ့လူတွေကခုနစေအင်စုအဲ့ထောင်စု60လေအားလုံးပါပဲမဲပေးရမယ်ဟုတ်နော်ခုနကျွန်တော်ပြောပြီးခုနအဲ့အိမ်မှာအသက်ဆက်စနေပြီးတဲ့မိသားစုပဲဖြစ်ရမယ်အဲ့ဒီမိသားစုဝင်တွေကထဲကနေပြီးတော့တယောက်မဲပေးမဲ့တယောက်ကိုကျွန်တော်ဆေးကောင်းလိုက်မယ်ဆေးကောင်းတဲ့လူကလေးကအဲ့လူတွေဒီအဲ့စပယ်ကလေးကနေကြည်ကြည်ရွေးကလေးကနေပြီးတော့အစုပ်ဒီသူ့ရဲ့မဲလာပေးရမယ်ကျန်တယ်လို့လာလို့မရဘူးဟုတ်ပြီနော်အဲ့တော့ဆိုင်မှုရွေးတဲ့ချိန်တုန်းမှာလည်းအဲ့ဆိုင်စုအိုဝိုင်းထဲမှာအဲ့လူတွေမဲပေးရမယ်ယာယီစုမေးရွေးလည်းပဲအဲ့လူပဲမဲပေးရမယ်အကျေကအုပ်စုအုပ်ချုပ်မှုရောက်ကအုပ်ချုပ်မှုရွေးတဲ့ချိန်မှာလည်းပဲဒီလူပဲမဲလာပေးမှာဖြစ်ပါတယ်တခုရှိတာကဆိုကြပါတော့ယာယီမှုပေါ့နော်ဆယ်မှုပေါ်မှာဆယ်စုတဲ့ယာယီစုပေါ့နော်အဲ့တော့ယာယီမှုကအားလုံးထဲမှာတယောက်ပဲရှိတယ်ဟုတ်ပြီနော်ယာယီမှုဒီအားလုံးမှာတယောက်ပဲရှိတယ်ဆိုရင်တော့အဲ့ဒီတယောက်ဒီ automatic အုပ်ချုပ်မှုရှိတယ်အဲ့ဒါရှိတယ်ဟုတ်နော်ယာယီမှုကအားလုံးမှာနော်တယောက်ကလုံးမှာယာယီမှုတယောက်ပဲရမယ်ကျေးအုပ်စုလုံးမှာယာယီမှုကတယောက်ပဲရတဲ့ဆိုရင်တော့အဲ့ဒီရတဲ့ယာယီမှုဒီအုပ်ချုပ်မှုအဖြစ်ကြီးကြီးဝယ်ရကျွန်တော်သိပြရမယ်အဲ့ဒါလေသူကတယောက်ကလုံးမဲပေးတယ်မျိုးတော့ပြီးသွားပြီပေါ့ယာယီမှုကပြီးသွားမယ်ဟာလည်းပဲပြိုင်ချင်းနေဆိုလို့ရှိရင်တော့ပြန်ရမယ်နှစ်ယောက်မှတယောက်ကကျွန်တော်တို့မလုပ်ချင်းပါဘူးဆိုရင်တော့တယောက်ပဲကျန်တယ်ကျန်တဲ့တယောက်ကတော့ရွေးစီရမလို့ပြောရမယ်အဲ့ဒါပေါ့နော်စေကြမှာဒီအခါမျိုးနဲ့ဒီရေကောက်အချုပ်ရမှုတွေတော်ဝင်ကနေရက်စက်တာတွေဒီပြီးရွာတွေရှိလာတယ်ရှိတယ်အဲ့တော့အလုံးအုပ်ချုပ်မှုကဒေါ်မအုပ်ချုပ်မှုရှိတယ်မြို့သေးအုပ်ချုပ်မှုရှိတယ်ကျုပ်ဘအုပ်ချုပ်မှုရှိတယ်စက်တအုပ်ချုပ်မှုရှိတယ်ပြီးရင်ယာယီမှုကလင်းအောင်ခခွေးမှာယာယီမှုတယောက်နားတယ်ပေါ့နော်အဲ့ဒါ9ယောက်ရှိတယ်ဒီနားရတဲ့အဓိကအကြောင်းရင်းကနားရတဲ့အကြောင်းရင်းကဒီလိုက်စားမှုပုံစံနဲ့တိုင်ကြတာဒီပေါ့နော်အဲ့တော့နားရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ဒီရောက်ကွမှုကြီးအုပ်ချုပ်ဥပဒေမှာပါတဲ့ဒီလိုက်နေရမယ်စီကချေတွေပေါ့နော်အဲ့ဒါမလိုက်နိုင်ဘူးဖောက်ပြတယ်ပေါ့ဖောက်ပြတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကသူတို့အနာပေးရတာဖြစ်တယ်